အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျီမက်ဆိုဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုမှာကျွန်တော်က straight key ပဲဘယ်လိုဆွဲရလဲဆိုတော့အစားဆုံးပြောပြပေးမယ်ဗျာအရင်ဆုံး straight key ပဲဆိုတော့ပါမယ် straight key ပဲဆိုတာကဖြောင်းတန်းနေတော့ကျိုးပြောရရင်တော့ဗျာတခါတည်းနဲ့ကျိုးနှချောင်းထွက်တာပေါ့ဗျာအဲ့ဒါကိုဘယ်လိုဆွဲရမလဲအဲ့ဒါကျွန်တော်ဘုံအစားဆုံးပြောပြပေးမယ်ဗျာဒီနေ့မှာ okay ဆိုတော့ဗီဒီယိုလေးကိုသင်ဆွဲပဲစားလိုက်အောင်ခဏလေးဒီဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးပြီးကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါအောင်ဗျာပြီးတော့ဘေးကခေါင်းလေးကိုလည်းခိုင်းနှိပ်ပြီးသွားကြပါအောင်အဲ့ဒါမှကျွန်တော်ဗီဒီယိုအစ်တင်တဲ့အခါတိုင်း brother တို့သိရမှာဖြစ်ပါတယ်။ဒီဆုံး straight key ပဲကအရင်ပုံမှန်ဆွဲနေကြကြိုးနေမတူပါဘူး။ straight key ပဲကလက်မြန်မှုလိုပါတယ်။ brother တို့ကအခုမှ straight key ပဲကိုစပြီးလေ့ကျင့်မဲ့လူဆိုရင်တော့ကိုယ့်ရဲ့ base ထဲမှာဒီမဲ့နိုင်ရန်ကိုတစ်ချက်ထောက်ပြီးရင်ကျိုးနှစ်ချောင်းထောက်အောင်ပြည့်ကျိုးနှစ်ချောင်းထွက်မှပဲ straight key ပဲရမှာပေါ့နော်။ကျိုးနှစ်ချောင်းမထွက်ဘဲနဲ့ဆိုရင် straight key ပဲလုံးဝမရပါဘူး။တခါတည်းမှာကျိုးနှစ်ချောင်းထွက်တာကိုပြောချင်တာပါ။တွေ့ရတဲ့အတိုင်းပဲကျွန်တော်ပြရလိုမျိုးကျိုးနှစ်ချောင်းထွက်အောင်ဆွဲရမှာပေါ့နော်။နိုင်ရန်ကိုတစ်ချက်ပြည့်ကျိုးနှစ်ချောင်းထွက်အောင်ပြည့်အဲ့လိုမျိုးလေးလေ့ကျင့်ပေးပါနော်အဲ့ဒါနည်းနည်းတော့ခက်တယ်ဆိုပေမဲ့လည်းနောက်လေ့ကျင့်ရင်တော့အဆင်ပြေသွားမှာပါအဲ့ဒါကိုဘာလို့ straight key ပဲလို့ခေါ်လဲဆိုရင်ဒီမဲ့ဆွဲလိုက်ရင်ဒီမှာတန်းတိုင်းကြီးဘယ်တော့မှမကောက်ဘူးနဲ့ရှေ့ကိုတန်းတိုင်းပဲသွားတယ်ရှေ့ကိုတန်းတိုင်းပဲသွားမယ်ဗျာအဲ့ကြောင့်က straight key ပဲလို့ခေါ်ပါတယ် okay အရင်ဆုံးကျွန်တော်ကအောက်လင်းကို straight key ပဲလေ့ကျင့်မယ်ဗျာ base တင်းကနေဟောဒီအောက်လင်းတောင်ကနောက်ဆုံးတောင်ကထိသွားမယ်ပေါ့နော် okay အဲ့တော့ဒီလိုဆွဲမယ်ဒီမဲ့မယ်နော် base တင်းကနေဆိုရင်ဒီမှာ1မိနစ်လေးငါ okay ငါကဆွဲမယ်အဲ့တော့ကျိုး10ချောင်း okay အဲ့ဒါကိုတစ်စင်ချင်းကြီးကျင့်မယ်ဗျာဟုတ်ပြီလားတစ်လင်းချင်းကြီးတစ်ခါချင်းဒီမယ်နော်10ချောင်းဆွဲမှာဗျာတစ်ခါဆွဲရင်2ချောင်းထွက်အောင်ဆွဲမှာနော်အဲ့တော့ငါးကဒီမယ်ဒီမယ်ချောင်းဆွဲဒီမှာ2ချောင်းထွက်အောင်ပြည့် okay အဲ့လိုတစ်လင်းချင်းစီသွားမှာအဲ့လိုတစ်စင်ချင်းစီသွားမှာ step by step သွားမှာ okay အဲ့လိုလေးချင်းပြီပေါ့နော်အဲ့လိုလေးချင်းနဲ့တစ်လင်းချင်းစီတစ်ခါတည်းတောက်လျှောက်သွားလဲလို့ရရောနော်အဲ့ဒါကိုကျွမ်းသွားပြီဆိုရင်တလိန်ချင်းစီလေးချင်းကြည့်ပါနော်အပေါ်မှာဆိုရင်လည်းအဲ့ဒီတိုင်းပဲ base ကနေအပေါ်လိန်နောက်ဆုံးတောင်ဝါစီသွားမယ်နော်အဲ့ဒီမှာနော်ဒီမှာ1မိနစ်3 4 1မိနစ်3 4 okay မတစ်စင်ချင်းစီသွားမယ်နော်အဲ့ဒါ okay ဒီရှေ့မှာအရင်ဆုံးတစ်ခေါက်နော် okay အပြင်ဒီတောင်မှာတစ်ခေါက်ပြီးရင်ဒီလဲမှာတစ်ခေါက်ဒီမှာနောက်ဆုံးတစ်ခေါက်အဲ့လိုသွားမှာနော်လို့တစ်စရိပ်လေးကျင်းရမှာနော်ဒါအလဲလေးနော်ဒီမဲ့1 2 3 okay တစ်စရိပ်သွားမှာနော်ပြီးဒီမှာအရင်ဆုံးတစ်ခေါက်နော်ပြီးရင်ဒီမဲ့ဒီလဲမှာတစ်ခေါက်ပြီးဒီမှာတစ်ခေါက်အဲ့လိုသွားမှာနော်အဲ့ဆိုလဲလင်းရောက်သွားပြီဒီမှာပြင်ကြည့်နော်ဒီမှာ1 2 3 okay ဒီမှာတွေ့တာလဲလင်းရောက်သွားပြီဒီမှာလဲလင်းဒီမှာ straight key ပဲဆွဲဖို့လေ့ကျင့်မယ်ဆိုရင်နော်ဒီမှာနော်ဒီမှာတောင်းအောင်ကက်ပြီးတော့ဒီလိုအဲ့လိုဆွဲကြည့် okay အောက်လင်းဆိုလည်းအတိုင်းပဲနော်ဒီမှာတောင်းအောင်နောက်ကက်ပြီးတော့မှဒီမှာလိုလေ့ကျင့်နော်ပေါ်လင်းဆိုရင်လည်းအတိုင်းပဲနော်ဒီမှာတို့ကြည့်အဲ့လိုပဲလုပ်ရအောင်နော်ဘယ်နာပဲလေ့ကျင့်ဒီလိုတစ်စင်ချင်းကြီးလေ့ကျင့်နော်ဘယ်လိုသိတာလူမြန်မာလူကြီးတလန်းလုံးကိုတစ်ခါဆွဲသွားမယ်ဆိုရင်တော့အဆင်မပြေဘူးတော်ကြာလိမ့်မယ်တော်တော်လေးကျင့်ရတယ်လူတစ်စင်ချင်းစီသွားဗျာလူတစ်စင်ချင်းစီသွားနေဆိုဆွဲရတော့အဆင်ပြေတယ်โอเคဒါကျွန်တော်3လမ်းပဲရှိတယ်เนาะကျွန်တော်ပြောရဒီနေ့ free game နဲ့ကျွန်တော်ဒါ3လမ်းပဲရှိတယ်ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးပြောပြဖို့ရှိရပေါ့เนาะတော်လမ်းနေ rapid တို့လူပတ်တို့သွားရလမ်းနေပြင်မှာကျွန်တော်အများကြီးပြောပြဖို့ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားခဲ့ကြပါအောင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်โอเคအားလုံးပဲ bye ပါ